စောက်ပေါ်ဘရင်ဟာသူ့ရဲ့လီးတိုင်းပြည်အတွင်းမှာရှိတဲ့စောက်တော်သားတွေကိုလောင်ပြောင်ကဲ့ရဲ့တတ်တာကြောင့်နာမည်ကျော်ပါတယ်။ဒီနေ့မှာတော့အဲ့ဒီဆောက်ယူဟာမိသားစုနဲ့အတူကျေးရွာတစ်ခုကိုဖျက်ပြီးမြင်းစည်းလာရင်လမ်းဘေးမှာငငင်လေးထိုင်နေတဲ့စောက်တော်သူမလေးတယောက်ကိုတွေ့လိုက်ရတယ်။သူဟာလားဘော်ကဆင်းပြီးလောင်ပြောင်တဲ့အပြုံးနဲ့သူမစီရှောက်သွားလိုက်တယ်။မင်းတို့ကအမြဲတမ်းတောင်းခံချင်နေကြတာပဲ။ကဲပြောစမ်းမအောင်မင်းရောဘာများပြန်ပေးနိုင်လို့လဲလို့မေးလိုက်တယ်။စောက်တော်သူမလေးဘာမှမပြောနိုင်ခင်မှာပဲလီးဘီယင်ကသူ့ရဲ့ရိတ်ခါရီတွေကပုတ်တိုးနေတဲ့ခရမ်းကျင်လီးချင်းထောင်းကိုရှာတွေ့ပြီးသူမလက်ထဲထည့်ပေးလိုက်ပါတယ်။ကောင်းပြီလေမနှက်ဖြန်ငါပြန်လာဟဲ့မယ်။ငါ့ကိုတခုခုပြန်ပေးနိုင်အောင်လုပ်ထားပါလို့ဆိုတော့ဘရင်တက်တော်ဆောင်တွေကဝမ်းရည်ကြပြီးရွာသားတွေကတော့တိတ်ဆိတ်စွာကြည်နေခဲ့ကြပါတယ်။နောက်တစ်နေ့မှာတော့လီးဘီယင်ဟာလူအုပ်ကြီးကိုခေါ်ပြီးပြန်ရောက်လာခဲ့တယ်။မနေ့ကနေရာမှာပဲထိုင်နေတဲ့စောက်ကောင်မလေးကိုသူတွေ့လိုက်ရတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ကောင်မလေးဟာတိတ်ခါရှိတဲ့လီးဘီယင်စီကိုလမ်းလျှောက်လာခဲ့တယ်။သူမရဲ့လက်ထဲမှာတော့မနေ့ကချင်းနှောင်းလေးပါတယ်။ဒါပေမဲ့ချင်းနှောင်းဟာပြောင်စင်နေပြီးလက်ဆက်မွှေးကြိုင်နဲ့ခွေးတေးပန်းလေးတွေနဲ့ပြည့်နေပါတယ်။ဆောက်ယူဘီယင်ဟာအံ့အားတင်ပြီးရပ်သွားခဲ့တယ်။ဒီပန်းတွေကိုမင်းရောင်းလို့ရတယ်။ဖက်ဆံရရင်မင်းဒီနေ့ကောင်းကောင်းစားရမှာပေါ့။ငါ့ကိုလီလိုပေးတာလားလို့မေးလိုက်တယ်။ဆောက်ကောင်မလေးကလီးဘီယင်ကိုမော့ကြည့်ပြီးပြောလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့လူသားတိုင်းဟာကိုယ်နှလုံးသားထဲမှာရှိတဲ့အရာကိုပဲပြန်ပေးတတ်ကြလို့ပါရှင်ရဲ့အတွင်းစိတ်ထဲမှာရှိတဲ့အရာကပဲရှင်ပြန်ပေးတဲ့အရာဖြစ်လာတာပါတဲ့ဒီငါလုံးမပြေဟာဘာစကားမှမဆိုနိုင်ပဲတိတ်ဆိတ်စွာရက်နေခဲ့မိပါတယ်အခုမှပဲသူနားလည်သွားခဲ့တာကပြဿနာဟာစောက်တော်သားတွေကြောင့်မဟုတ်ဘဲတကယ်ဆင်းရဲမွဲမှုဆိုတာသူရဲ့လားဥအောက်ကအရာသားဖြစ်နေကြောင်းပါပဲ